ဒီပေါ့နော်ကျွန်တော်အခုဒီဂျုံလာမှာလာတယ်ဒီ fresh shop လိုင်းရဲ့ဒီ second တွေရဲ့အခုကထွက်မဲ့ဟာတွေရဲ့ဘယ်ရဲ့ဘယ်ချိန်မှာပါ event လာပြီးတော့လည်းပြောပြပြပထမကျွန်တော်လာမှာကပေါ့နော်ဒီဂျုံလာမှာကျွန်တော်go bus ပေါ့နော် go bus ကတော့ dragon 2ပဲဖြစ်တယ် dragon 2ကတော့ဒီမတုံးတဲ့လူတွေဆိုရင်တော့ဘယ်လိုပြောမလဲမတုံးတဲ့လူတွေဆိုရင်တော့မှကြိုက်သွားစေတဲ့ second မျိုးဗျာဒီလို second ကတော်တော်လေးလမ်းတယ်နောက်တစ်ခုအနေနဲ့ဒီကောင်လာမှာကျွန်တော်တရက်နေမှာလာမယ်နောက်တစ်ခုအနေနဲ့ Animal Fury Scenery ဒါပေါ့ဒီပထမပုံမှန်ဆိုရင်ဒီလို Scenery ထွက်တာသူက3ရက်မှထွက်တာဒါပေမဲ့ဒီနေ့ကတူတူကြကြလေးသူက2ရက်ဆိုရင်ဒီကောင်ရောက်လာလိမ့်မယ်ဟိုနောက်တစ်ခုအနေနဲ့ဒီလို Queen Skin လေးQueen ရဒီချိန်မှာလိပ်ပြန်มาဖြစ်တော့မှတော်တော်လေးလမ်းတယ်အရင် Animal Skin လေးတော်တော်လေးလမ်းတယ်ဒီ season ကတော်တော်လေးကြမ်းမဲ့ season လို့ပြောလို့ရတယ်ဂျွန်လာ Skin ပေါ့နော်Okay နောက်တစ်ခုအနေနဲ့ Grand Water ဆိုလဲလုံးဝပဲတရုတ်ကြီးဒါအဲ့ဒါတိလာတရုတ်နဲ့နည်းနည်းဆက်တဲ့ပုံစံပဲဒီကောင်ရဲ့ Grand Water ဟိုပါလေကျွန်တော်လည်းပြီးဗီဒီယိုလေးပြပေးမယ် Grand Water ထွက်မှာကြာသူက9ရက်နေ့ထွက်မယ်ပုံမှန်ဆိုရင်တော့ဒီကောင်တွေကတော့ရက်တွေကတော့နည်းနည်းမှန်တယ်ဒီ scenery ကပုံမှန်သူက3ရက်နေ့ဆိုထွက်နေကြဒီ3ရက်နေ့ဆိုပုံမှန်ဆို second ဘယ်တော့မှမလာဘူးဒါပေမဲ့သူကဂျွန်လာဆိုင်သူက upgrade တွေပြောင်းလိုက်တယ်ပေါ့နော်ပုံမှန်1ရက်နေ့ကတော့ဒီ go bus လာမယ်နောက်တစ်ခု2ရက်နေ့ဆိုရင်ဒီ scenery အစ်လေးလာမယ်ပေါ့နော်ဝယ်ချင်တဲ့လူတွေလည်းအများစုထင်ပါတယ်အဲအကြောင်းမလို့သူကပြောင်းပေးလိုက်တာဟို3ရက်နေ့မှာဆိုရင်ကျွန်တော်ကိုင်းလာမယ်4ရက်နေ့မှာဆိုရင်ဒီ Grand Water ရဲ့ Animal Fury Water Skin လာမယ်ကျွန်တော်9ရက်နေ့မှာဆိုလို့ရှိရင်ဒီပေါ့9ရက်နေ့ပဲ9ရက်နေ့မှာဆိုရင်ဒီ King ရဲ့ Animal Fury Legendary Skin လေးလာမယ်ဒီကောင်ကပေါ့နော်ဒီကောင်လာမှာကဒီကောင်ကသူ့ရဲ့ဟိုဟာရုပ်ထုလည်းရှိတယ်ဗျာရုပ်ထုလည်းရှိရဆိုတော့သူ့ရဲ့ဒီပေါ့ decoration လည်းရှိတယ် decoration နဲ့တူကျွန်တော်ပထမတော့ဒီကောင်ကဒီပေါ့ decoration ပဲလာမှထင်တာဒါပေမဲ့ဒီကောင်ရဲ့ဒီ hero skin ကြီးမှာတခါလေးလာဆိုတော့အရန်ကိုကျန်တယ်ဒီကောင်တော့9ရက်နေ့လာမှာဘောင်းလူတွေနဲ့ဒီ Brian Champion ဒီ Animal Fury Animal Fury Champion ပေါ့နော်ဒီကောင်ကတော့9ရက်နေ့လာမှာ Brian Champion 9ရက်နေ့လာမှာအဲ့ဒါ Mini Prince ကတော့ဒီ7ရက်နေ့လာမှာ Mini Prince ကဘယ်ကောင်နဲ့တူလဲဆိုတော့ဒီပေါ့နော်Scooby Doo ကြည့်ရလို့ဆိုရင်တည်တယ်ဟိုဇွန်ပိုင်းဟိုဟာကြီးနဲ့ Goblin King နဲ့တူတယ် Goblin King ဟိုမှာသူကအဲ့လိုအမိပြုတ်ထားတဲ့ပုံစံမျိုးနဲ့အရင်တူတယ်။ Okay ကျွန်တော်နောက်တစ်ခုအနေနဲ့သွားမှာကဒါကတော့ဒီAnimal Fury ပေါ့နော် Animal Fury Scenery လေးဖြစ်တယ်အဲ့ဂျွန်က2ရက်နေ့ဆိုရင်တန်းပြီးဝယ်လို့ရမှာဖြစ်တယ်။သူက site ကတော့ HS site ဖြစ်တယ်။ဒီသူက4.99 ဒေါ်လာဒါမှမဟုတ်ဟိုအဲ့လိုပေါ့မြန်မာငွေ12500နဲ့အဲ့ဒါနဲ့သူကရောင်းချပေးတယ်။ဒါပေမဲ့တကယ်တမ်းဝယ်လို့ရှိရင်တော့ IC တော့မဟုတ်ဘူးเนาะ IC တော့ဟိုကုန်ကြတယ်။ဝင်ကျွန်တော်အခုသွားမှာကနောက်တစ်ခုအနေနဲ့သွားမှာကျွန်တော်ဒီဂျွန်လာရဲ့ဒီလုံးဝ upgrade COC ပဲเนาะ COC ရဲ့လုံးဝဒီ upgrade တမိုင်းရှောင်းမှာဒီဂျွန်လာကလည်းနည်းနည်းလေး2026ဂျွန်လာကတော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်ဘယ်လိုကောင်းလဲဆိုတော့သူက CW ကိုတစ်လမှ2ချိန်တိုက်လို့ရမယ်ဒီလရှေ့လစပြီးတော့ဒီရှေ့ဂျွန်လာကနေစပြီးတော့သူတို့စပြီးတိုက်လို့ရမှာလားတော့ဟိုစတိုက်ပေါ့နော်ရှေ့ဂျွန်လာစပြီးနောက်လိုက်လည်းတိုက်လို့ရမှာလားမပြောတတ်သေးဘူးဒါပေမဲ့ရှေ့ဂျွန်လာကတော့ CW နှစ်ခါတိုက်လို့ရမယ်ပထမဆုံးကျွန်တော်တို့ဒီပေါ့နော်တရက်နေ့17ရက်နေ့စမယ် CW ရဲ့နောက်တစ်ခု17ရက်နေ့ဆိုပြီးပါဒါပုံဝင်ပြီးဒါပေမဲ့ CW ရဲ့ရှာတဲ့ချိန်ကသူက3ရက်လားမသိဘူးအဲ့3ရက်တွင်မှာကိုယ့်ရဲ့ကလန်ဒီ CW ကိုသွားပြီးတော့ကလန်1လီကိုတော့သွားပြီးတော့မ join လို့ရှိရင်ကိုယ့်ရဲ့ကလန်ရိုးရိုးဝါပဲတိုက်ညမ်းမှာ Okay ကျွန်တော်နောက်တစ်ခုအနေနဲ့ဒီchallenge level ဆိုတာကဒါ Archer Queen ရဲ့ဒီ monolith ပေါ့နော် monolith arrow equipment ဒီကောင်ကတော်တော်လေးနည်းနည်းလေး hot ဖြစ်နေဆိုတော့ဒီကောင်ကဟိုမလာခင်နဲ့ပေါ့နော်ဒီကြော်ညာရီနဲ့ကြော်ညာရီအဲ့လိုမျိုးပေါ့နော်ပုံဗီဒီယိုတွေနဲ့စဒီကောင်တော်တော်လေး hot ဖြစ်ဟောလို့နေဒီကောင်တော်တော်လေး damage ကျန်းနေတယ်ပါတယ်ဒီကောင်ရဲ့ဒီ arrow ကဒီ true တွေချလေးပို့ပြီးကျန်းပြီး true တွေချလေးပို့ပြီးကျန်းနေဒါပေမဲ့ true ရဲ့ true က limit တော့ရှိတယ်အဲ့ limit ကျော်လို့ရှိရင်သူက damage ပြောက်သွားဒါသူ့ရဲ့ challenge လာပေါ့နော် challenge လည်းပဲသူက3ရက်နေ့လာမယ်9ရက်နေ့ဒီကျဲ3လုံးရဖို့တိုက်တာမျိုးပေါ့နော်တည်ရမလားအဲ့လိုမျိုးပဲရမှာဒါပေမဲ့ဒီကောင်ကဒီချိန်မှာ equipment ရမှာလားဆိုတော့ equipment မရအောင် Okay equipment ပဲချိန်ရမှာ equipment ပဲချိန်ရမှာဆိုတော့ဒီ metal event လေးလာလိမ့်မယ်ဒီ challenge level ဂျွန်3ရက်နေ့လာမယ်အဲ့ဂျွန်3ရက်နေ့လာပြီးတော့ရှိရင်4ရက်နေ့ရောက်ရှင် metal event လေးလာမယ်အဲ့ metal event ဘာပါမလဲဆိုတော့အဲ့ဒီကောင်ရဲ့ queen ရဲ့ကျွန်တော်ဒီ monolith arrow လေးကိုရယူရမှာဖြစ်တယ်ဒီပေါ့နော်အဲ့ချိန်ကျလို့ရှိရင်ကိုကဒီ metal event ကိုဝယ်ပြီးတော့ဒီ event coin တွေပဲဖြစ်ဖြစ်ကိုကဟို event coin တွေရလို့ရှိရင်ပေါ့နော်ကိုလဲနိုင်တဲ့ decoration လေးလည်းရှိပါတယ်အဲ့ဒါကျွန်တော်ပြင်ချက်ပြမယ်နော် Okay ကျွန်တော်နောက်တစ်ခုအနေနဲ့ဒီပေါ့နော်ဒီဂျွန်73ရက်ကနေ14ရက်လာမှာဒီ creator sneak peek and clash မှာရတယ်ဒီကောင်က
ကျွန်တော်ထင်ကဒီကောင်ကဘလို့ပဲချက်လား global chat နဲ့ပတ်သက်တာကိုပြောမှလားဘာကိုပြောမှလဲမသိဘူးတော့ဒီကောင်ကတရက်ပဲလာမှာဆိုတော့ surprise event လေးဖြစ် new event လေးဖြစ်ဟိုကျွန်တော်နောက်တစ်ခုအနေနဲ့ဒီဒီပေါ့နော်ဒီ clash manga ကို manga ဆိုတာကဟိုတော်တော်များများသိကြမှာတော်တော်များသိကြမယ်ဆိုတာကဒီ manga ကကြတော့ဗျာကျွန်တော်ပုံမှန်ဆိုရင်အဲ့လိုမျိုး manga ကာတွန်းတွေ manga ရုပ်တွေလားမသိအဲ့ဒါမျိုးဖတ်တာကျွန်တော်အဲ့ဒီပိုင်းတော့သိမသိဒါပေမဲ့ manga ဖတ်တယ်တော့ကြားဘူးလို့သိတယ် okay အဲ့ဒါလည်း clash clash ရော clash မှာပေါ့နော်အဲ့ဒီ manga အနေနဲ့ရောက်ရှိတာဖြစ်တယ်အဲ့ကောင်ကတော့ဂျွန်ဂျွန်1ရက်နေ့ကစပြီး15ရက်နေ့ဒီ clash of clan အကြောင်းဖတ်ရမှာဖြစ်တယ်ဗျာ manga အနေနဲ့ပေါ့နော်အဲ့လိုမျိုး manga ဖတ်တဲ့လူဆိုပိုသိမှာပေါ့အဲ့ကောင်ပိုဖတ်မှာဖြစ်ဟိုကျွန်တော်တို့ခုအနေနဲ့ဂျွန်73ရက်ကနေ15ရက်ထိရောက်တယ်15ရက်ထိရောက်လာမယ့်ဟာအဲ့15ရက်ထိရောက်လာမယ့်ဟာကျတော့ resort festival ခေါ် resort festival ကျတော့ဘယ်လိုမျိုးလဲဆိုတော့သူက resort တွေရှာလို့ရှိရင်ဗျာချက်ချင်းမြင်တယ်အရင်မြင်တာမျိုးလားတည်အဲ့ကောင်လေးကိုလာအဲ့ကောင်လေးပတ်ဝိုင်းအနေနဲ့လာမှာသူကဂျွန်73ရက်ကနေဂျွန်15ရက်နေ့ထိဒါပတ်ဝိုင်းလာမှာသူကဒီနေရာမှာကောင်းသွားတာသူကပတ်ဝိုင်းပတ်တူဆိုပြီးခေါ်တာပတ်တူကကြတော့ပတ်တူကပဲရှင်းလာမယ်ဆိုတော့ပြောပြမယ်ပတ်ဝိုင်းကြတော့73ရက်ကနေ15ရက်ထိ okay ကျွန်တော်နောက်တစ်ခုအနေနဲ့ဒီလာရပါတော့ကျွန်တော်ခုနကရှိပါပြောပြဆိုဒီ CW ကိုနှစ်ခါတိုက်လို့ရဖြစ်သွားဒီဂျွန်လာစပြီးတော့သူကဂျွန်လာစပြီးတော့second CW ဆိုပြီးတော့ဘာလို့တွေ့ရလိုက်ပြီเนาะအဲ second CW ဆိုတာကဒီဂျွန်15ရက်နေ့ကနေစပြီးတော့25ရက်နေ့ပဲเนาะဂျွန်15ရက်နေ့မှာဘရာဇာကလန်ဒီ CW ထပ်ပြီးတော့တိုက်လို့ရမှာဖြစ်တယ်နောက်တစ်ခုအနေနဲ့ဒီ CW ပတ်သက်ပြီးပြောမှဆိုတော့ဒီပေါ့နော်နိုဝင်ဘာလမှာဟမ်မာဂျန်ပြန်လာဖို့ရှိရဆိုပြီးပြောနေကြပါတယ်ဒါကတော့ဟိုတကယ်ဟုတ်လားမဟုတ်လားတော့ကျင်းနေမသိရသေးပါဘူးဘာလို့လဲဆိုတော့သူကအမျိုးမျိုးလုပ်နေကြပါရှေ့မျိုးနောက်တစ်မျိုးပြီးရင်လာကနေကြလို့ရှိရင်ပုံစံတစ်မျိုးထည့်ပါပါအရင်တော့ကလည်းအဲ့လိုမျိုး high C set တွေပါလာရဆိုပြီးတော့ပြီးရင်ပါလေဟိုအမဲရောင်ဟိုဟာတွေထည့်ပါအမဲရောင်ကာရာအိုကေ set တွေပါထည့်ပါပြီးတော့နောက်တစ်ခုကပြန်ပြီးဖြုတ်ပြီး high C set ပြန်ထည့်ပြီးတော့အဲ့လိုမျိုးလာတာဖြစ်ပါတယ်okay နောက်တစ်ခုအနေနဲ့ကျွန်တော်ဒီ clan rush ပေါ့နော် clan rush ကကြတော့ထုံးစံတိုင်းကြီးတဲ့အတိုင်းပဲကိုတယောက်လေးတော့မဟုတ်ဘူးကိုယ့်ရဲ့ clan တိုင်းနဲ့လောက်မှာဒါကကြတော့ဒီကောင်ကတော့သူက decoration လေးရဒီ decoration ကကြတော့barbarian king skin decoration ပေါ့နော်ကျွန်တော်ပထမတော့ဒါကလုံးဝ decoration မလာမှထင်တာဒါပေမဲ့ဒီကောင် king skin နဲ့လာတာတော်တော်လေးကောင်းပါတယ် okay နောက်တစ်ခုကဒီ clan rush လာမှာဆိုရင်ကျွန်တော်အချိန်လေးကြံခဲ့လို့ clan rush လာမှာကြတော့ကျွန်တော်16ရက်နဲ့20နှစ်ပြီကျတော့ဒီ clan rush ဒါတွေကကျတော့သူကျတာ event တွေထူးခြား event တွေပေါ့နော်ဒီအခု clan တော့ဒီ clan game ကတော့ပုံစံထုံးစံတိုင်းပဲ22ရက်လာမယ်28ရက်ဒါ clan game ထုံးစံတိုင်းလာနေကြ okay ကျွန်တော်ဒီမှာနောက်တစ်ခုက29ရက်ကနေပြီးတော့29ရက်နေ့ထိလာမှာက resort festival part 2ဒီ part 2မှာဆိုလဲအဲ့လိုပေါ့နော် resort တွေအရင်ကောင်းတာမျိုးလားမသိဘူးကျွန်တော်ဒီဘိုင်းနဲ့ပတ်သက်ပြီးတော့တိတ်တော့မသိဘူးပေါ့နော်ဒီကောင်လေးဟို resort festival ကျွန်တော်လွတ်တာရများတယ်အဲကြောင့်မလို့တိတ်ပြီးတော့မသိဘူးပေါ့နော်ဒါပေမဲ့ဒီအချိန်မှာကောင်းတာကဒီ resort festival လာလို့ရှိရင်ကောင်းတာဘာကောင်းလဲဆိုတော့ကိုယ့်ရဲ့ base က warm mass တွေကိုကိုက fan main ပိုင်းကိုကတအားသွားခြင်းဆိုရင်ဒီ resort festival လာတဲ့2ရက်အတွင်းမှာဘာလို့နေလဲလုံးဝကိုကအကယ်လို့ရကိုယ့်ရဲ့ base ကပေါ့နော် wall တွေကလုံးဝ mass ကိုယ့်ရဲ့ base ကလုံးဝအဲ့လိုပေါ့ wall တွေကတအားစုံနေတယ် level တအားနေနေဆိုရင်ကိုယ့်ရဲ့ base ကိုထပ်ပြီးတော့အဲ့ wall တွေကိုလုံးဝ mass ကောင်အဲ့ဒီ2ရက်အတွင်းမှာလုံးဝပြင်လို့ရတယ်တော်တော်လေးလဲဒီမြင်တဲ့ event လို့ပြောလို့ရတယ်ဒါကတော့ကျွန်တော်တို့ဒီပေါ့ဇန်နဝါရီဂျွန်လအတွင်းမှာလာမယ့်ဒီ event တွေပေါ့နော်2 event ဆိုရင်တော့ဒီ clash man ကတော့အဲ့လိုမျိုးပေါ့နော် CW နှစ်ခါတိုက်လို့ရတာတို့အဲ့ဒါပေါ့နော်နောက်တစ်ခုကဒီ resort festival ပဲနောက်တစ်ခုက creator sneak peek and clash man ပေါ့နော်ဒီကောင်လေးကတော့လည်း 2 event လို့ပြောလို့ရတယ်ပုံမှန်တိုင်းကတော့ဒီ model event တို့ challenge level တို့ကတော့ဒီလာတိုင်းမှာတက်လာချလာနေကြဆိုတော့အဲ့ကြောင့်မလို့ဒီကောင်လေးကတော့တာမှန်ပါပဲဒီကောင်လေးကအရင်တွေ့မရှိဘူးနော် clan rush လို့လည်းပုံထုံးစံတိုင်းလာနေကြပဲဟိုကျွန်တော်တို့ထပ်သွားမှာကဒါကနော်ဒါခုန animal fury scenery ဖြစ်တယ် animal fury scenery okay ဒီကောင်ကကြတော့ဒါသူ့ရဲ့ view လေးပေါ့နော်ကျွန်တော် okay နည်းနည်းဟိုပြီးကြည့်မယ်တန်လှတာတော့တော်တော်လှတယ်ဒီလားလုံးဝဗျာ Asian size ဆိုတော့ဟိုနှင်းလုံးဝလာတဲ့ဟို snow scenery ဗျာအဲ့ကောင်လေးတော့ခက်ဆင်ရှိတယ်အောင်းနေခက်ဆင်ဆိုတော့အဲ့ကောင်လေးပုံစံလုံးဝစိုက်မျိုးပဲလုံးဝတော်တော်လေးမိုက်တယ်တော်တော်လေးလမ်းဒီမှာဆိုရင်တော့အဲ့လိုမျိုးရုပ်ထုလေးတွေပါနေပြတည်ရမှာလုံးဝရုပ်ထုလေးပေါ် waterfall လေးတော့ရေတကုံလေးပါရောတကယ်တော်တော်လေးမိုက်တယ်လို့ပြောလို့ရတယ်ဗျာတကယ်လုံးဝဒီ scenery ကတော်တော်လမ်းနေဒီတော့Asian size ထဲမှာပါဒီကောင်ကလမ်းနေပါတယ်အခုကစနိုးကတော့သူများတွေကြိုက်တော့ကြိုက်တယ်ဒါပေမဲ့တိတ်မကြိုက်တဲ့လူလည်းရှိတယ်ကျွန်တော်အနေနဲ့ပြောမှဆိုကျွန်တော်စနိုးကိုတိတ်တော့မကြိုက်ဆိုတော့တင်တာအနေနဲ့အရင်မှောင်သွားကြီးလို့မကြိုက်ဘူးဟိုဒီကောင်လေးကြတော့မကြည့်ဘောင်းဝါကြီးရောတ
လိုပြောမယ်ရှင်းရောမှလားအီဂျင်လားဘယ်လိုခေါ်လဲမသိဘူးเนาะအဲ့လိုလေးခေါ်တော့အဲ့ကောင်လေးရှင်းပြောမသိလို့အဲ့မေ့နေတယ်အဲ့လိုမျိုးပုံစံများတည်နေအဲ့ကောင်လေးကသူတို့ရဲ့အဆောင်ပုံစံမျိုးအရန်လေးမိုက်တယ်တကယ်တော်လေးမိုက်တယ်တော့ဟာဒီရုပ်ထုပုံစံမျိုးဒီ COC မှာကဒီလိုမျိုးရုပ်ထုနဲ့ဘယ်နှခုလဲမျိုးရှိတယ်ဒါမှတော့ဟာဒီလားတကယ်လေးတော်တော်လှတဲ့ salary လို့လည်းပြောလို့ရပြီလားဟို base ကအဲ့လိုဇုံးဆွဲပြီးကြည့်လိုက်လို့ရှိရင်ဇုံးဆွဲပြီးဆိုတာကဒီလိုအနည်းကထုတ်ကြည့်လိုက်လို့ရှိရင်ဒီ salary ကတိတ်တော့မပါဒါပေမဲ့သူ့ salary အပြည့်ခံစားဖို့အဲ့လိုမျိုးဇုံး out လုပ်လိုက်ရင်ဇုံး out လုပ်လိုက်ရင်သူက salary လုံးဝအပြည့်ပေါ်လာတယ်သူက exercise ဆိုတော့ပြန်သူလုံးဝကိုယ့်ရဲ့ base ကအဲ့ထဲမှာရှိနေတော့ဟိုကတော့ဟိုပြောပြောမယ်ဘာမှတော့သိရမှာမဟုတ်ဘူး exercise ဆိုတဲ့ပုံစံတိုင်းပဲပြင်မှာထုံးစံတိုင်းပြင်မှာဒီလိုဘာမှတော့မမြင်ရတဲ့ပုံစံဖြစ်နေမှာတော်တော်လေးလမ်းရင်ဒီကောင်ကတကယ်တော့သူသွားနေဒီကောင်ရဲ့ဟာတော့လုံးဝဟိုငါးတွေပဲညာဒီမလားတော့ငါးတွေပဲမိုဘိုင်းကျင်တော့သွားပြီးကက်စင်တွေမိုဘိုင်းကျင်လည်းအခုတော့အဲ့ငါးဟိုနေလာအဲ့လိုဖြစ်ဒါလေးကတော့ကျွန်တော်ဒီလာတာတက်ရောက်ကြီးတော့ပြည့်နေရတာကျွန်တော်ဒီလိုလေးပေါ့နော်အဲ့လို zone out လုပ်လိုက်ရှင်ဒီကောင်ရဲ့ဟိုဟာကိုတော်တော်လေးခံစားတော်တော်လေးနဲ့ရမ်းမိုက်တယ်โอเคဒါကတော့ကျွန်တော်တို့ဒီပေါ့နော်ဒီဟိုဟာဒီဂျုံလာမှာစပြီးတော့ထွက်ရှိလာမယ်ဟိုဟာစကင်တွေအကြောင်းအကုန်ဖြစ်တယ်ဒါကတော့လုံးဝအပီးတက်ပေါ့နော်အကုန်လုံးထွက်ရှိလာမယ်ဟာဒီတော်တော်လေးလဲကြမ်းပါတယ်တော်တော်လေးလဲရမ်းလဲမိုက်တယ်ဒီတကယ်ဝယ်မဲ့လူဆိုတော်တော်လေးဟိုကုန်မွဲမဲ့လာပေါ့နော်မွဲမဲ့လုံးဝမွဲမဲ့လာတော်တော်လေးမွဲမဲ့လာဘာလို့လဲဆိုတော့စကင်တောင်ပဲတွေ့ကြည့်ဗျာဟီးရိုးတွေကစကင်ဘာတောင်ရှိတယ်ဟီးရိုးကတကောင်2ကောင်3ကောင်4ကောင်5ကောင်6ကောင်ဟီးရိုးက6ကောင်ရှိတယ်ဟီးရိုးက6ကောင်ဟိုတကောင်အကယ်လို့ဘရာတော့အနေနဲ့ဝယ်မယ်ဆိုရင်စိတ်လိုက်စီမှာတယောက်နဲ့တော့ဈေးမတူကြဘူးပေါ့နော်ကျွန်တော်ရောင်းဈေးကတော့ကျွန်တော်က24,500ရောင်းတယ်အကယ်လို့6ကောင်ဆိုရင်3,400ကျော်လားမသိဘူးကျွန်တော်တင်တော့ကြာ3,400ကျော်ထားတယ်3,400ကျော်ချအကယ်လို့ကိုကဒီ second နေနဲ့မကဘူးဒီ scenery ပါထပ်ပြီးတော့လိုချင်ဆိုရင်အနည်းဆုံးက3,900တော့တွားပြီးတော့ကြာ2သိန်းဒီပါပေါ့နော်ဒီလကလုံးဝတကယ်လာမယ့် second နေမှန်တယ်အကုန်ဝင်လို့ရှိရင်ဘယ်တော့နေလဲကုန်ကြမှာလုံးဝ2သိန်းဒီပါအောင်ကုန်ကြတကယ်တော်တော်မွေးမဲ့လားကျွန်တော်လေးဝယ်တာတော့ဝယ်ချင်တယ်ကျွန်တော်ဝယ်တာကျတော့ကျွန်တော်က go bus ဝယ်ချင်တယ်ကျွန်တော် go bus ဝယ်ချင်တာဆိုတော့ကျွန်တော်က go bus ဝယ်ပြီးဆိုတာကဒီပေါ့နော်ဒီကျွန်တော်ကလည်းတောင်းဆက်ကုန်တက်နေချင်ကျွန်တော်အဲ့ဆက်ကုန်ကကျွန်တော်ကတိတ်ပြီးဟောဖြစ်မတင်ပြဆိုတော့ကျွန်တော်ကိုတက်ကိုမတင်ပြဘူးဗျာအဲ့လိုသူများအဲ့လိုစားပစ်တွေပါလာအဲ့တယ်မလားအဲ့တယ်ကျွန်တော်လုပ်ပေးလိုက်တယ်သူတို့တက်နေချင်10 max တိုင်းပါဘောတွေပါ max ကျော်ဆက်ကုန်တဲ့ရေကျွန်တော်ပြစ်ထားတာတင်မှုကြပြီးရင်ကိုတက်ကိုကြမတင်ဘူးဟိုစားပစ်လာအဲ့တဲ့ဟိုအကောင့်တွေကြောင့်ကျွန်တော်တန်းပြီးတော့တင်ပေးတယ်အဲ့လိုချင်းချင်းရတယ်အဲ့ဒါကျွန်တော်တခါလေးဒီပေါ့နော်လေးကြော်ညာလိုက်ပဲကြော်ညာမယ်ဆိုတော့ကကျောင်းစီမှာဒီ COC နဲ့ပတ်သက်ပြီးတော့ဝေါ်စားပဲပိုင်းရပါတယ်ဝေါ်စားပဲပိုင်းဆိုဘယ်လိုမျိုးလဲဆိုတော့ဘာသာဝင်ရဲ့ဥမာဘယ်ဝေါ်တင်နေတယ်ဥမာတောင်း14 wall mask ပေါ့နော်တောင်း14 wall mask ဒါပေမဲ့ကိုကတောင်း15 wall mask ကိုတင်နေတယ်တင်နေဆိုရင်ကျောင်းစီမှာရပါတယ်တောင်း15ထီဟာဒီပေါ့နေတွင်းချင်းရပါတယ်တောင်း16ထီပုံမှန်ပြောလို့ရှိရင်တောင်း16ထီကနေတွင်းချင်းရပါတယ်တောင်း19ဆိုရင်တော့ဒီတရက်တောင်မို့တရက်ခွဲတောင်မရောက်တော့တရက်နဲ့ရပါတယ်အားကြောင့်မို့ပြောပေါ့နော် brother အနေနဲ့ဒီလိုပေါ့အချင်းနိုင်ပါရှိလို့ရှိရင်ကိုယ့်ရဲ့ base ကပေါ့နော်ကိုယ့်ရဲ့ base ကကိုတင်ဖို့မအားလို့ဒီ wall အပေးမဲ့လူတွေပါရှာပြီး wall ဆောက်ပဲလုပ်နေတာဖြစ်ဆိုကျွန်တော်ဒီမှာလာပြီးတော့စုံစမ်းမေးမြန်းလို့ရပါတယ်နော်နောက်တစ်ခုနေကျွန်တော်ဒီCOC item နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီမှာလာပြီးတော့စုံစမ်းမေးမြန်းဝယ်လို့ရပါတယ်ဟို COC item မှာဝယ်ပဲနဲ့ဈေးလာမေးလဲရပါတယ်တည်ရမှာတချို့ဆိုရင်ဟိုဈေးတည်ချင်တော့လာမေးလို့လည်းရှိပါလာမေးကြလည်းရှိပါနော်တချို့ဆိုဈေးမနိုင်လို့ဗျာတည်ရမလားကိုကဘယ်လောက်ဆိုမနိုင်တော့အကြောင်းမျိုးကိုကလာမေးရလို့လည်းရှိပါတယ်ဝေဒါတော့ကျွန်တော်ဒီပေါ့နော်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်ဒီဂျုံရမှာထွက်ရှိမဲ့ဟာလေးပဲအကုန်လုံးပြောပြပေးပါပါအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာတွေ့ပါမယ်တက်တာပါ